Beauty and the Beast တဲ့ကမင်းသားဟာတကယ်ပဲလူကောင်းတစ်ယောက်လား Disney ကတော့သူ့ကိုဗီလိန်တစ်ယောက်အဖြစ်သတ်မှတ်ပြီး Serena Valentino ရဲ့ဗီလိန်စာအုပ်တွေထဲမှာထည့်သွင်းထားပါတယ်။ The Beast Within ဆိုတဲ့စာအုပ်ထဲမှာဖော်ပြထားတဲ့သူ့ရဲ့အမှောင်ဖုံးနေတဲ့နောက်ကြောင်ရာဇဝင်ကိုသိရင်သင်အောင်သွားပါလိမ့်မယ်။ဇလန်းအစမှာမင်းသားနဲ့ Gaston တို့ဟာအရင်ဆုံးတငယ်ချင်းတွေဖြစ်ကြပါတယ်။သူတို့နှစ်ယောက်လုံးဟာအရန်ကိုရုပ်ဖြောင်းကြပြီးတော့တနေ့တာလုံးကိုအမဲလိုက်ရင်ပျော်ပါတောက်စားရင်းနဲ့မြို့ထဲမှာအပြိုစင်တွေအမက်မော်ဆုံးလူပြိုကြီးတွေဖြင့်အချိန်ကုန်ဆုံးခဲ့ကြပါတယ်။ဒါပေမဲ့မင်းသားက Cersei နဲ့တွေ့တဲ့အခါမှာတော့အရာအလုံးပြောင်းလဲသွားခဲ့ပါတယ်။ Cersei ဟာမင်းသားမြင်ဘူးသမျှထဲမှာအလှဆုံးအမျိုးသမီးဖြစ်ပြီးသူဟာသူမကိုအလင်းမြန်ပဲဆွဲလန်းသွားပြီးတော့နောက်ဆုံးမှာလက်ထပ်ခွင့်တောင်းခဲ့ပါတယ်။ဒါပေမဲ့ Gaston ကတော့မနာလိုဖြစ်နေပါတယ်။သူကသူ့ရဲ့အရင်ဆုံးတငယ်ချင်းကိုအမျိုးသမီးတစ်ယောက်ကြောင့်လက်လွတ်မခံချင်ပါဘူး။ဒါကြောင့်သူကမင်းသားကို Cersei ဟာမူးမတ်မျိုးနဲ့မဟုတ်ပဲတကယ်တော့ဝက်မွေးမြူရဲ့သမားရဲ့သမီးဖြစ်တယ်လို့ပြောပြခဲ့ပါတယ်။မင်းသားကအစကတော့မယုံခဲ့ပါဘူး။ဒါကြောင့် Gaston ကမင်းသားကို Cersei ရဲ့အိမ်ကိုခေါ်သွားခဲ့ပါတယ်။အဲဒီမှာသူမကဝက်ချန်ထဲမှာအလုပ်လုပ်နေတာကိုတွေ့သွားပါတယ်။ဒီလိုပုံစံနဲ့မြင်လိုက်ရတဲ့အခါမှာတော့မင်းသားအတွက်သူမဟာမလှတော့ပါဘူး။သူအလိန်ခံလိုက်ရတယ်လို့ခံစားသွားရပြီးအဲဒီနေရာမှာတင်စိတ်ဆက်ထားတာကိုချက်ချင်းဖျက်သိမ်းလိုက်ပါတယ်။အဲဒီနေ့ညနေပိုင်းမှာ Cersei ဟာသူမအလုပ်လုပ်နေတဲ့အဝတ်စားစုပ်တွေနဲ့ရုန်းကန်ပြီးရဲတိုက်ကိုရောက်လာကခွင့်လွှတ်ဖို့တောင်းပန်ခဲ့ပါတယ်။မင်းသားကသူမကိုနှင်ထုတ်လိုက်တဲ့အခါမှာတော့ Cersei ဟာသူမရဲ့တကယ်ရုပ်ပုံကိုထုတ်ပြလိုက်ပါတယ်။တကယ်တော့သူမဟာလှပတဲ့နတ်သမီးတစ်ပါးဖြစ်ပြီးမင်းသားအနေနဲ့အပေါ်ရန်အသွင်ပြင်ကိုကြော်လွှားပြီးမြင်နိုင်မမြင်နိုင်ဆန်းသက်ခဲ့တာဖြစ်ပါတယ်။သူကအဲ့ဒီစံသတ်မှုကိုကြားရှုံခဲ့တဲ့အတွက်သူမကသူ့ကိုရောတရေတိုက်လုံးနဲ့အဲ့ဒီမှာနေထိုင်သူအလုံးကိုပါကျိန်စာတိုက်လိုက်ပါတယ်။သူ့ကိုတာရဲတရိษံအဖြစ်ပြောင်းလဲလိုက်ပြီးအစိခံတွေကိုတော့အိမ်သုံးပစ္စည်းတွေအဖြစ်ပြောင်းလဲလိုက်ပါတယ်။ဒီကျိန်စာဟာရဲတိုက်ဝင်အတွင်းမှာအချိန်ရဲ့သွားနှုန်းကိုနှေးကွေးသွားစေခဲ့ပါတယ်။အပြင်လောကမှာနှစ်ပေါင်းများစွာကြာမြင့်ချိန်ဟာရဲတိုက်အတွင်းမှာတော့လအနေငယ်လောက်ပဲရှိပါသေးတယ်။ဒါကြောင့်လေရှေ့ဖာကလေးဘဝမှာပဲအကြာကြီးနေခဲ့တာဖြစ်ပြီးမင်းသားရဲ့ပုံတူပကြီးကားဟာကလေးဘဝပုံမဟုတ်ပဲလူလားမြောက်ပြီးသားပုံဖြစ်နေတာပါ။မင်းသားဟာအသက်22နှစ်မတိုင်ခင်စစ်မှန်တဲ့အချစ်ကိုရှာဖွေပြီးအပြန်လှန်အချစ်ကိုရရှိရမှာဖြစ်ပါတယ်။မဟုတ်ရင်တော့ထာဝရသားရဲ့တကောင်အဖြစ်ပဲခြံရစ်မှာပါ။အချိန်တွေနှေးကွေးသွားတာကြောင့်ကျိန်းစာကိုဖြေဖြောက်ဖို့ကျွန်တော်တို့ထင်ထားတာထက်အချိန်တွေအများကြီးပိုရခဲ့တာဖြစ်ပါတယ်။